ငါတို့ကအားလုံးနဲ့တဲ့တယ်အားလုံးနဲ့အဆင်ပြေတယ်အဲ့လိုမျိုးအပြောတွေကိုကျွန်တော်ပတ်ဝန်းကျင်မှာကြားဘူးလားအဲ့တို့အားလုံးနဲ့တဲ့တယ်အားလုံးနဲ့ရံဖြစ်ဘူးအားလုံးနဲ့အဆင်ပြေတယ်ဆိုတဲ့လူတွေပေါ့နော်ရံဖြစ်စရာတော့မလိုပါဘူးအားလုံးနဲ့အဆင်ပြေတယ်ငါတို့အားလုံးနဲ့တဲ့တယ်ဆိုတဲ့လူမျိုးပေါ့တကယ်ကြလို့ရှိရင်အားလုံးနဲ့တဲ့ဘူးအားလုံးနဲ့အဆင်ပြေဖို့ကလွယ်တဲ့ကိစ္စမဟုတ်တကယ်အားလုံးနဲ့တဲ့ပြီးအားလုံးနဲ့အဆင်ပြေနေတယ်ဆိုလို့ရှိရင်လေ तू ကဒီလူတွေအကုန်လုံးရင်ပန်းနဲ့ဆက်ဆံတာမျိုးမဟုတ်ဘဲနဲ့ follow လိုက်ပြီးတော့အလူလိုက်အကြိတ်ဆောင်ပြီးတော့ဟုတ်မဟုတ်ကိုအမောမခံခြင်းလို့အင်းချပြီးဆက်ဆံနေတာမျိုးပဲဖြစ်လိမ့်မယ်တကယ်မိတ်ဆွေမှန်ဆိုတာကလောက်တာမှားနေလို့ရှိရင်ဟဲ့နေဒါကြီးကတော့မဟုတ်ဘူးနော်ဒီလိုမျိုးကတော့မလုပ်သင့်ဘူးနော်ဒါမျိုးကတော့မပြောကောင်းဘူးနော်ဆိုပြီးတော့တားမြစ်တယ်ပိတ်ပင်တယ်အဲ့လိုတိုင်းပိတ်ပင်တဲ့ခါမှာကြိုက်တာနဲ့မကြိုက်တာဆိုလို့ရှိရင်မကြိုက်တဲ့လူကများတယ်ပေါ့နော်ဒါပေမဲ့မကြိုက်ဘူးဆိုရင်တကယ်အကျိုးရှိတယ်ကျွန်တော်ပေါင်းသင်းနေတဲ့မှာတကယ်လိုအပ်နေတာကကိုယ် follow လိုက်မဲ့လူမျိုးထက်စားလို့ရှိရင်ကိုယ်အကျိုးယုံမဲ့ဟာတခုဖြစ်လာမယ်ဆိုလို့ရှိရင်ကိုယ်ဝိုင်းထိန်ပေးမဲ့သူကိုယ်ဝိုင်းပြီးတော့အကြံဉာဏ်ပေးမဲ့သူလိုအပ်တာပေါ့နော်ဘာလို့ကောင်းတာလို့လဲအေးဟုတ်တယ်မကောင်းတာလို့လဲအေးဟုတ်တယ်ဆိုတော့စိတ်ဝင်စားဘူးလေကိုယ့်အကူဘာဖြစ်ဆိုတဲ့လူမျိုးပေါ့အဲ့တော့အားလုံးနဲ့အဆင်ပြေနေတယ်ဆိုတဲ့လူဟာဒါ follow like နေတဲ့သူပဲဖြစ်တယ်ကောင်းဆိုတကယ်ဟိုမှန်ကန်တဲ့မိတ်ဆွေကောင်းဆိုတာတော့မှန်ကန်တဲ့မိသားစုဝင်ဆိုတာတော့မှန်လိုက်ပြီးတော့အင်းချနေမှာမဟုတ်ဘူးလေလို့စမ်းကျင်ပြီးပြောစရာရှိလို့ရှိရင်လည်းစမ်းကျင်ပြီးပြောမှာပဲဟာဒါကြီးကတော့မဟုတ်သေးဘူးနော်ဆိုပြောမှာပဲနောက်စီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်တော့မှာပဲသူကဆရာထက်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကကိုယ့်အတွေ့အကြုံရဆိုလို့ရှိရင်အရှုံးပေါ်နိုင်တယ်ဆိုရင်လည်းအတိုက်ခံလို့ပြီးပြောမှာဟာဒီလုပ်ငန်းကတော့မလုပ်သင့်ဘူးနော်ဒီလုပ်ငန်းကရှုံးနိုင်တယ်ဆိုလို့ရှိရင်ပြောချင်းကတော့တစ်ဖက်ကဘယ်ကြိုက်မလဲဟာငါလှုပ်ရှင်နေတာကိုလာပြီးတော့အပြက်တွေလာပြောရလို့ပြောကောင်းပြောမှာပေါ့ဒါပေမဲ့တကယ်ကိုအကျိုးမရုပ်စေခြင်းတဲ့အတွက်ကြောင့်မို့လို့သူဟာအတိုက်ခံလို့ပြီးပြောတာပေါ့နော်အဲ့တော့တကယ်လက်တွေ့ဘဝမှာလူကောင်းလူမှန်တယောက်မိတ်ဆွေကောင်းတယောက်ဖြစ်ဖို့ရာအားလုံးနဲ့ချိန်တိုင်းမှာတဲ့နေလို့မရဘူးအားလုံးရဲ့ follow လိုက်နေလို့လည်းမရဘူးနောက်တစ်ခုရှိတာကကျွန်တော်မိတ်ဆွေပေါင်းတဲ့နေတော့ကြားထဲမှာမင်းလည်းမှန်တယ်ငါလည်းမှန်တယ်ကြားနေလို့မရဘူးတခါတရံမှာနစ်နာရဲ့သူဘက်ကရက်တီပေးလိုက်ရတာရှိရမင်းကွာဒီလိုမျိုးတော့မလုပ်သင့်ဘူးကွာနောက်ဆုံးကိုအချင်းချင်းရန်ဖြစ်နေမယ်ဆိုရင်တော့လွန်တဲ့သူကတော့မင်းဒါကတော့လွန်သွားပြီမင်းဒီလိုမျိုးတော့မပြောနဲ့မလုပ်နဲ့ဆိုတာမျိုးမှန်တဲ့သူဘက်ကရက်တီပြီးတော့တစ်ဖက်ကိုဆုံးမပေးရတာမျိုးလည်းရှိတယ်ပေါ့နော်အဲ့ဒါဆုံးမခံရတဲ့တော့ဘယ်ကြိုက်မလဲအဲ့တော့လူမှန်တွေကလူတိုင်းကြိုက်ဖို့မလွယ်ဘူးအဲ့တော့ follow သမားတွေကတော့ကိုကြိုးကြည့်ပြီးတော့ကိုအချစ်ခံခြင်းတဲ့သူတွေကတော့လူတိုင်းနဲ့ချစ်ဖို့တဲဖို့အတွက်ကိုအားလုံးနဲ့ follow လိုက်ပြီးအားလုံးနဲ့အလုပ်လိုက်ကြိုက်ဆောင်နေဖို့ရလွယ်ကူပါတယ်ဒါပေမဲ့ကျွန်တော်ကတော့လူမှန်တရားဝယ်ဖြစ်ချင်ပါတယ်အားလုံးနဲ့လည်းမတည့်ချင်ပါဘူး